Drücke die Eingabetaste, um Deutsch als Standardsprache zu verwenden. Hello guys, အားလုံးမင်္ဂလာပါနေ့တော့ဒီက Map4 M5 unbounding လို့တော့ပါတယ်အဲ့တော့ M4 ဝင်လို့ဒါပေမဲ့ M5 ကထွက်ပြီဆိုတော့ M5 ပဲဝင်လိုက်တာပါ M5 မှာကျတော့256မရှိဘဲနဲ့512ကစရှိရပေါ့နော်အဲ့တော့ဒီလေ editing နဲ့ဒါ learning လောက်ကမှလေးလည်းရှိတော့512ပဲအဆင်ပြေဆိုပြီးတော့ဝင်လိုက်တာဒီပိုင်အောင်လေးဝယ်ထားလေးဆိုတော့ M5 ကလည်း M4 လိုပဲပေါ့နော်အယောင်၄ရောင်ရှိတယ်ဒီက hammer ဘလောင်းလေးပေါ့ပြာနုရောင်လေးဝယ်လိုက်တာ look at this ဒီနေ့ဒီရောင်လိုက်တယ်မလားဒီကကျတော့ online ကနေ order တင်လိုက်တာပေါ့နော်အဲ့တော့ तू ကနေပြီးတော့ဒီ option ကနှစ်ခုရှိတယ်ကွယ် keyboard ကို German လိုယူမလားအင်္ဂလိပ်လိုယူမလားမေးတယ်ပေါ့နော်ဒီကတော့ Germany မှာမဟုတ်လို့ German လိုပဲယူလိုက်ပါတယ် Drücke die Eingabetaste, um Deutsch als Standardsprache zu verwenden. German လိုမကြားချင်တော့ အာသွင်းကျိုးပါပေမဲ့အာသွင်းကောင်းမပါလို့တသက်ဝယ်လိုက်ရတယ်အခုဒီဗီဒီယိုလေးကြည့်ရမဖို့နဲ့ဆန်းပြီးတော့ edit ထားရပေါ့နော်အတန်သွင်းတဲ့နေရာတော့အခက်ခဲရှိတယ် but it's okay နေ့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်နောက်ရက်ဒီမှာပြန်တွေ့မယ်နော်အားလုံးပဲတတား